စစ်သားတွေဟာသူတို့ရဲ့သွားတွေနဲ့လက်ပစ်ဘုံပင်တံကိုဆွဲဖြုတ်လိုက်တာကအချိန်ကုန်သက်သာစေတယ်လို့လူတချို့ကထင်ခဲ့ကြပါတယ်။နောက်ပြီးရုပ်ရှင်တွေမှာလည်းစစ်သားတွေထိတ်တလန့်ဖြစ်တဲ့အခါမှာသွားတွေနဲ့လက်ပစ်ဘုံပင်တံကိုဆွဲဖြုတ်လိုက်ပြီးရန်သူတွေစီပစ်လိုက်တာကိုအချိန်ကုန်သက်သာစေတယ်လို့ပြသနေခဲ့ကြပါတယ်။တကယ်လက်တွေ့မှာတော့လက်ပစ်ဘုံပင်တံကိုဖယ်ရှားနိုင်ဖို့အနည်းဆုံး9ပေါင်နဲ့10ပေါင်အင်အားလိုအပ်မှာဖြစ်ပြီးလူသားတယောက်ရဲ့သွားတွေနဲ့ဆွဲနိုင်မဲ့အင်အားထက်ပိုများလုံးတာကြောင့်သွားနဲ့ဆွဲဖြုတ်တာကစစ်သားတွေရဲ့သွားတွေကိုအလွယ်တကူကျိုးသွားစေမှာပဲဖြစ်ပါတယ်။ဂျာမန်လေယာဉ်မှုတွေကသူတို့တိုက်လေယာဉ်တွေရဲ့ထိပ်ဖျားတွေမှာထူးဆန်းတဲ့ခရူပတ်တွေကိုခြေသားခဲ့ကြပါတယ်။အကြောင်းကတော့လေယာဉ်ဘန်ကာတွေကိုအရှိန်ပြည့်နဲ့လှည့်လိုက်တဲ့အခါမှာအဲ့ဒီခရူပတ်တွေကအိမ်မွေးချတယ်လို့ဖြစ်သွားပြီးမျက်နှာချင်းဆိုင်တိုက်ခိုက်တဲ့အချိန်မှာမူးဝေတဲ့ဆက်ဝိုင်းတစ်ခုအဖြစ်ကိုပြောင်းလဲသွားကလေယာဉ်မှုခန်းကိုရန်သူတွေအတိအကျမကြည့်နိုင်တော့ပဲဖြစ်သွားခဲ့ပါတယ်။နောက်ပြီးအင်ဂျင်ကမြေပြင်ပေါ်မှာချုံမွေ့စွာလဲပတ်နေတဲ့အခါလယ်နေရဲ့ဘန်ကာတွေကိုမတော်တဆထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီးမြေပြင်မှာရှိတဲ့ဝန်ထမ်းတွေကိုလည်းတတိပေးနိုင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကဖင်လန်နိုင်ငံကစစ်သားတယောက်ဟာ MP40 နက်ကိုကင်ထားပြီးအခေါင်းပေါက်ရှိတဲ့နင်းလူသားထဲမှာပုံအောင်နေခဲ့ပါတယ်။နောက်ပြီးသူ့ရဲဘော်တွေကလည်းသူ့ရဲ့မျက်နှာကိုဖြူဖွေးနေအောင်ချဲပေးခဲ့ကရက်ပေါင်းများစွာကြာအောင်ရန်သူတွေကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ဒီလိုနဲ့ဆိုဗီယက်စစ်သားတွေအနီးနားကိုဖျက်လာတဲ့အခါမှာဖင်လန်စစ်သားကနင်းလူသားလက်တွေကိုဖြုတ်ချပြီးသူ့ရဲ့တင်နက်နဲ့ပစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့စစ်ပွဲတွေထဲမှာဒီထက်ပိုကောင်းတဲ့ခြေရာဖြောင့်နည်းတွေရှိတာကြောင့်ဒါဟာဒဏ္ဍာရီတစ်ခုသာဖြစ်နိုင်တယ်လို့ဆိုခဲ့ပါတယ်။